ဖွင့်စရာများလာပြီမေနေစင်သားရဲ့ဘဝမှာကြုံတွေ့နေရတဲ့အရာတွေဘယ်လိုရင်ဆိုင်မလဲအချမ်းပြူလဲပါမေအမေရဲ့စကားတွေနားထောင်ခဲ့ရင်သိကောင်းမယ်စူးစမ်းရှာဖွေခြင်းနဲ့စိတ်လောကကြီးကိုလွယ်ထင်ခဲ့အိမ်မပြန်ဖြစ်တာငါနဲ့ပြေးပြီးမေတတိယလိုက်တာမေဘဝရဲ့လိုက်တန်တဲ့အမေနဲ့ဝေးတော့ခက်လာတယ်ချမ်းမရဲ့ကိုသူပြူဆိုင်ပါမေရှေ့ဘူးထွက်ပဲအမြဲတမ်းစုတောင်းနေဘယ်နေမှမသိသေးခွဲအမေရဲ့နာပြန်ခဲ့မယ်ကလေးဘွားလုံးကမေချက်ချွေခဲ့ငါပြီးရဲ့ကျွန်တော်တို့တရားစေပါမေရှာဖွေခြင်းနဲ့စိတ်လောကကြီးကိုလွယ်ထင်ခဲ့အိမ်မပြန်ဖြစ်တာငါနဲ့ပြေးပြီးမေတတိယလိုက်တာမေဝါရဲ့လိုက်တန်တဲ့အမေနဲ့ဝေးတော့ခက်လာတယ်မရဲ့ကိုသူကျူဆိုင်ပါအမေရဲ့ဘေးတဒီရတယ်အမေရဲ့အမေချမ်းမသက်ရှိဖို့တော့ပဲအမြဲတမ်းဆူတောင်းနေဘယ်နေမှမသိလေခွေတော့ကမေချက်ချွေခဲ့ငါပြီးရဲ့ကျွန်တော်ပြရစေပါမေကလေးဘတော့ကမေချက်ချွေခဲ့ငါပြီးရဲ့ကျွန်တော်